မင်္ဂလာရှိသောနေ့လေးပါခင်ဗျာတင်ယုံကျင်မှယုံပါလိမ့်မယ်ဒုံးကြီးတောင်မှလိုက်မမီတဲ့လေရင်တစင်းရှိပါတယ်တောင်ကြီးနဲ့စကိုင်းကအကိုကြီးတို့အမကြီးတို့ကျေးဇူးပါခင်ဗျာတကိုယ်လုံးကိုလည်းတိုက်တင်နီရန်တွေနဲ့ဖွဲ့စည်းထားပြီးသူ့ရဲ့အရှိန်ဟာတနာရီကိုကီလိုမီတာ3500ကျော်ထိရှိနိုင်ပါတယ်သူကတော့81ပလက်ဖပဲဖြစ်ပါတယ်စစ်အေးတိုက်ပွဲကာလအတွင်းသူ့ကိုပြစ်ချဖို့ဒုံးကြီးအစင်းပေါင်း400ကျော်စူးစမ်းခဲ့မှုပေမဲ့ရလက်ကတော့အားလုံးကျရှုံးခဲ့ပါတယ်အကြောင်းရင်းကတော့သူကအယမ်းမြန်လွန်းလို့ပါရိုးရိုးလေယာဉ်တွေဟာအင်ဂျင်ကနေလေပန်းထုတ်တဲ့အရှိန်နဲ့ရှေ့ကိုတွန်းကန်ပြန်တန်းတာပါဒါပေမဲ့ဒီလေယာဉ်ကတော့မတူပါဘူးသူ့ရဲ့အရှိန်ဟာအတန်ထက်3ဆမြန်လာတဲ့အခါလေဝင်ပေါက်ထဲကိုလေတွေတိုးဝင်လာတဲ့အရှိန်ဟာလေထုကိုဖိသိပ်တဲ့အဆင့်ကိုရောက်ရှိသွားပါတယ်အရှိန်ပိုမြန်လေတွန်းအားကပိုကြီးလေပါပဲဒါကြောင့်မို့လို့သူကဒုံးကြီးတွေကိုအဝေးမှာဖျက်ကျော်ထားခဲ့နိုင်တာဖြစ်ပါတယ်ဒီလောက်အစွမ်းထက်တဲ့စွမ်းဆောင်ရည်နောက်ွယ်မှာထူးဆန်းတဲ့ပြဿနာတစ်ခုရှိနေပါတယ်ဒါကတော့သူ့စီကနေစီယိုစိတ်နာပဲဖြစ်ပါတယ်သူပြန်တန်းတဲ့အခါလေယာဉ်ကိုယ်တည်းရဲ့အပူချိန်ဟာ900ဒီဂရီကျော်ထိရှိနိုင်လို့ပါဒါကဆိုးရတဲ့ချိုးယွင်းချက်တော့လုံးဝမဟုတ်ပါဘူးသူကဘယ်တော့မှစီအပြည့်နဲ့ပြန်တက်လို့မရှိပါဘူးအရင်ဆုံးကောင်းကင်ဘုတ်ကိုပြန်တက်ပြီးမှဝေဟင်ထဲမှာစီပြန်ဖြည့်တာဖြစ်ပါတယ်အခုလိုဘူးသူတကောင်တွေထက်တင်ဆက်ပေးနေမှာမို့ဘယ်မျိုးကအားပေးနေကြလဲဆိုတာပြောပြသွားကြပါဦးခင်ဗျာ